အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ပြည်စုံ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဘဟုတုဒ channel ဘဟုတုဒအကြောင်းအရာတစ်ခုကိုပြောသွားမှာဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာကတော့အခုတလုံးမှာနာမည်ကြီးနေတဲ့ COVID-19 ထက်ဆိုးတယ်လို့ပြောနေတဲ့ Nipah virus အကြောင်းပဲဖြစ်ပါတယ်အဲ့ဒီ virus ကဆိုရင်ဖွဲ့ရတော့အဲ့ဒါကိုနေပြီးတော့အစိုးရဆုံးစီးရင်ဝင်နေဒီမှာထည့်ထားတယ်အဲ့ဒါကြောင့်မလို့ဒါကိုကြိုတင်ကာကွယ်ဖို့လည်းလိုအပ်တယ်ပေါ့နော်ဒီယောဂါကတော့အရင်တော့ဖိလစ်ပိုင်ကအရင်ဖြစ်တာပေါ့1985ခုနှစ်လောက်ကရင်စဖြစ်တာဖိလစ်ပိုင်မှာရှိတဲ့နီဘာလို့ခေါ်တဲ့ရွာတရွာမှာရင်စဖြစ်တာပေါ့နော်သူတို့ကအဲ့ဒီဟိုမှာသူ့ရဲ့ channel မှာဝတ်တို့ကြက်တို့အခုကအဲ့လိုတခြားအကောင့်တွေလည်းမွေးထားတယ်ပေါ့နော်ပြောရဆိုမွေးမြူကြီးအဲ့ဒီမှာသူ့ရဲ့ယောဂါရဲ့လေဘက်ပေါ်ဘယ်လိုမျိုးဆိုတော့လင်းနိုးကနေစတယ်လင်းနိုးကြိုက်ထားတဲ့အသီးကိုတရိတ်ဆိုင်ရဲ့စားမိတာဖြစ်ဖြစ်ကိုင်မိရထိတွေ့မိတာဆိုရင်လည်းအဲ့ရောကူးဆက်နိုင်တယ်အဲ့မှာသူကဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီ channel ကဝတ်တော်ကောင်ကလက်ကျနေတဲ့ပန်းတီတစ်လုံးစားလိုက်တယ်ဒါပေမဲ့အဲ့ပန်းတီကလင်းတို့ကြိုက်ထားတဲ့အသီးဖြစ်နေတယ်အဲ့တော့စားတဲ့အချိန်ကျတော့အဲ့ဝက်ကလည်းဘာမှမဖြစ်ဘူးဒါပေမဲ့တခြားကြက်တွေကိုဘာတွေကိုပါကူးဆက်ကုန်လာမို့လို့အပိုင်ရှင်ကအစာကျွေးရဲ့ချိန်ကျသူ့ဘာယောဂထားလာတယ်ပထမဦးဆုံးတော့ဖျားရတယ်နားတယ်ဒီတိုင်းပဲဒါပေမဲ့နောက်ပိုင်းကျအုံနောက်တွေရောက်ပြီးတော့အသက်ရှူကျက်ပြီးတော့တည်ရဲ့ပုံစံတွေဖြစ်တာပေါ့နော်အသက်ရှူကျက်ပြီးအဒီကတော့အုံနောက်ရောက်ပြီးအသက်ရှူကျက်ပြီးတော့တည်ရဲ့ပုံစံမျိုးပါအဲ့တော့အဲ့နောက်ပိုင်းမှာအဲ့1985ခုနှစ်အဲ့လောက်ကာလတုန်းကဆိုအဲ့ဒီဝင်းကြီးမှာတအားကိုအဲ့ဒီယောဂဖြစ်ပွားလုံးမြန်ဆန်ခဲ့ပါတယ်အမှ2018ခုနှစ်ကျလောက်တော့ကြာလဲတခြားနိုင်ငံတချို့မှာလည်းစင်ကာပူတို့ဘာလို့လာတော့မသိဘူးဒါပေမဲ့အဲ့လိုနိုင်ငံချို့မှာလည်းဖြစ်ပွားခဲ့ပါတယ်အဲ့နောက်ပိုင်းကျတော့ငြိမ်သွားပေမဲ့အခုကတော့အိန္ဒိယနိုင်ငံမှာရှိတဲ့အိန္ဒိယနိုင်ငံမှာလည်းထပ်ပြီးဖြစ်ပွားနေတယ်ပေါ့နော်အိန္ဒိယနိုင်ငံမှာရှိတဲ့မြို့တစ်မြို့ပေါ့နော်အဲ့မြို့ကလည်းမြန်မာနိုင်ငံကလူတွေတော်တော်များများကအဲ့ကိုသွားဖြစ်တယ်ပေါ့နော်အဲ့ဒီကိုလေရင်နဲ့အပြန်အလာသွားကြတဲ့သူတွေလည်းများတယ်အဲ့ခရီးသွားဧည့်သည်တွေများတယ်ပေါ့နော်ပြောမယ်ရန်ကုန်ပုံစံမျိုးပေါ့အဲ့တော့အဲ့ဒီမှာလည်းအခုလောဆယ်အဲ့ယောဂါတွေဖြစ်ပွားနေတယ်ပေါ့နော်အဲ့ယောဂါရဲ့ပုံစံကတော့ရှင်းပါတယ်လင်းတို့နဲ့ထိတွေ့ထားတဲ့ထန်းရည်ဓနိရည်နောက်ပြီးရင်ပန်းသီးရည်အသီးတွေအဲ့လိုအမျိုးအကုန်ပါတယ်အဲ့လိုတရိတ်ဆန်နေနဲ့လည်းထိတွေ့ထားတယ်ဆိုရင်လူတွေနဲ့ပြန်ထိတွေ့တယ်ဆိုရင်သူကပြန်ကူးဆက်နိုင်တယ်ပေါ့နော်အဲ့ယောဂါဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုရင်တကဘာလုံးဆိုင်ရာအဲ့ဆေးသိပ္ပံအတော်မှအဲ့လောက်ထိပြောထားရတာဆိုတော့ तू ကအခုလောလောဆယ်တော့အိန္ဒိယမှာဆိုရင်အဲ့ဒီယောဂါကိုကုသပေးနေတဲ့ဆရာဝန်တွေကိုတောင်မှသူကအဲ့ယောဂါကုသသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ဝန်အဲ့ဒီအများကြီးတည်းပါတယ်အရင်တော့လည်းကိုဗစ်-19တုန်းကဆိုရင်တော့ကျွန်တော်တို့ဆက်ချင်းဖြစ်တုန်းကတော့မှအရန်ကျန်းခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းကျတော့ခုခံစနစ်ကိုတိုက်ခိုက်ရအောင်တီးခဲ့တာမဟုတ်လို့ခုခံကောင်းအောင်လို့အသားတွေအများကြီးစားတယ်အဲ့လိုခန္ဓာကိုယ်အရန်ဖြစ်မဲ့ဟာတွေစားရပေါ့နော်အဲဒါကြောင့်လို့အခုကတော့ကိုဗစ်ဆိုတာကြီးကိုစားတော့မဖွဲ့တော့ဘူးပေါ့နော်Oh my god အဲ့တော့ကိုဗစ်ဆိုတဲ့ဥစ္စာကျွန်တော်တို့အရင်တော့ဆိုရင်ခုခံစနစ်တွေအဲ့လိုမျိုးခုခံကိုတိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဝဲအဲ့တော့တီးတာဖြစ်တဲ့အတွက်ကြောင့်မလို့စားတော့တွေကိုကောင်းစားတယ်အရင်ဖြစ်အောင်စားတယ်ပေါ့နော်နောက်ပိုင်းဟွာတွေတော့မှကျွန်တော်တို့ဖြစ်မယ်ဆိုရင်တော့အခုကိုဗစ်ကိုပြန်ဖြစ်လာခဲ့သည်ရှိတယ်ဆိုရင်တော့မကိုဗစ်လောက်ကတော့စားဖို့ဖွဲ့တော့ဖြစ်ပါတယ်အဲ့ဒါကြောင့်လို့မျိုးအဲ့တော့ဒီနီဘာယောဂါကတော့ဘယ်လိုတိုက်ခိုက်မလဲဆိုတာသိချာမသိသေးပေမဲ့ तू ကအုံနောက်ရောက်ရဲပြီးအသက်ရှူချက်ပြီးတည်ရဆိုတာတော့သိထားတယ်အဲ့ဒါကြောင့်မလို့တရိတ်ဆိုင်နဲ့တိတွေ့ထားတယ်အစားအသောက်တွေနောက်ပြီးရင်အသီးတွေပါစားမယ်ဆိုလဲရေဆေးပြီးစားတာအခွန်ချုပ်ပြီးစားတာတေချာစစ်ဆေးပြီးအနာတွေပါရှိလားဆိုတာလေတေချာကြည့်ဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်ဒါရဲ့ဒီဗီဒီယိုကိုပေါ့နော်ဒီနားလေးမှာမိခိုးချုပ်ချင်ပါတယ်မတိသေးတဲ့မိသားစုဝင်တငယ်ချင်းတွေရှိရဆိုတော့ဒီဗီဒီယိုလေးကို sharing ပေးဖို့အကြံပြုချင်ပါတယ်အားလုံးကိုဒီနားကနေပြီးတော့ပဲအထူးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်